ကျမရဲ့သွေးစစ်ချက်မှာဒီစစ်ပီတီရှိရလို့ပါလာလို့ပါအဲ့ဒါမဖြစ်တာလဲစိုးရင်ရလား မစိုးရိမ်ပါနဲ့အမရဲ့ GCPD ဆိုတာကအမရဲ့သွေးနီဦးလေးထဲမှာရှိရမယ်အင်ဆိုင်တစ်မျိုးချို့တဲ့နေရပါအဲ့ဒီအင်ဆိုင်ရဲ့အလုပ်ကသွေးနီဦးလေးတွေကိုကြန့်ခိုင်အောင်နဲ့ပျက်စီးမသွားအောင်လို့ထိန်းပေးထားတာပေါ့အမမှာတော့အဲ့ဒီအင်ဆိုင်မရှိတဲ့အတွက်ကြောင့်မလို့အမရဲ့သွေးနီဦးတွေကအခြားသူတွေထက်ပိုပြီးတော့နှုတ်နယ်နေရပါ သွေးနီဦးတွေကနှုတ်နယ်နေရောဘာဖြစ်တယ်လို့လဲဆရာမ အဲ့ဒီလိုနှုတ်နယ်နေတဲ့အတွက်ပဲကြီးစားမိတာမျိုးတို့ပီယုံလုံးနဲ့ရှူမိတာမျိုးတို့ဒါမှမဟုတ်ရင်ကိုမတဲ့တဲ့ဆေးတွေတောက်မိတဲ့အခါမှာအဲ့ဒီအထက်မှာပါတဲ့ဓာတုပစ္စည်းတွေကအမရဲ့သွေးနီဦးလေးတွေကိုတွားပြီးတော့တိုက်ခိုက်တယ်လေအဲ့ဒီအခါသွေးနီဦးတွေကဓာတ်မခံနိုင်မဲနဲ့အေးပျော်ပြီးတော့ပျက်စီးကုန်တာပေါ့ မလေးအဲ့ဒါဆိုလို့ရှိရင်ကျမကဘာလို့အဓိကရှောင်ရမှာလဲ အဓိကကတော့ပဲကြီးကိုလုံးဝမစားရပါဘူးကိုယ့်ရဲ့အဝတ်ဗီဒီယိုတွေထဲမှာထည့်တဲ့ပယုံလုံးအနံ့ကိုလည်းပြင်းပြင်းထန်ထန်မရှူမိသေးပါနဲ့ကိုတဘောနဲ့ကိုဆေးတွေဝယ်မတောက်ဖဲနဲ့စေကန်းပြတိုင်းကိုမှ GCPD ရှိပါတယ်ဆိုပြီးတော့အရင်ပြောပြရပါမယ် တကယ်လို့သွေးနီဦးတွေပျက်စီးသွားရင်ရောကျမဘယ်လိုသိနိုင်မလဲဆရာမ အတိအသာဆုံးကတော့စီးအယောင်ပါပဲသွေးနေဦးတွေပျက်စီးပြီးတော့စီးထဲပါသွားတဲ့အတွက်စီးကရေလိုကြီးမနေတော့ဘဲနဲ့ကိုကာကိုလာဒါမှမဟုတ်ရင်လက်ဖက်ရည်ကျဲအယောင်လိုမျိုးအမဲရောင်ဖြစ်သွားပါလိမ့်မယ်နောက်ပြီးလူကဖြိုးပြဖြိုးရော်တွေဖြစ်လာမယ်မောလာမယ်မျက်လုံးတွေဝါလာမယ်ဒီလိုမျိုးဖြစ်လာရင်တော့စိတ်ယုံကိုအများဆုံးလာရမယ်နော် ခုလိုကျမကိုစိတ်ရှိရှိနဲ့ရှင်းပြပေးလို့ကျေးဇူးအများကြီးတင်ပါတယ်နော်ဆရာမ